ကဲဒီနေ့အမျိုးသားအားလုံးပေါ့နော်ဒီမှာညီမတို့နဲ့နီးတဲ့နေရာမှာလိုက်လေတာနွားတွေကြည့်နွားအကုန်လုံးနွားမတွေပဲသူတို့ရဲ့ဂျိုတွေဆိုလေအရှိကြီးတွေတိလာအကုန်လုံးနွားအမတွေပဲအထီးတကောင်မှမပါဘူးမကြည့်လားအများကြီးပဲကဲမကြာပန်းနေတွေ့လားဒီကြာတလူမျိုးကြာလေကြာဆွေရှိလာရင်မတိလို့ကြာဆွေဟိုစာထုတ်တဲ့ကြာဘလိုမျိုးကြာလဲကဲမကြာအတီးပေါ့နော်ဒီဥစ္စာလေညီမတို့ကြောင်းတက်တော့ဆိုရင်လေဝယ်စားဖြစ်တယ်တိလားအများကြီးပဲရောင်းတော့ဒီကြာတီးရကြတော့ဒီမှာကျတော့အလကားဒီကအိန္ဒိယလူတွေကမစားတတ်ဘူးကဲတွေ့လားဒီဥစ္စာလေဒီရေကကျတော့အသေးဟုတ်တယ်တိလားအချဲကြီးပဲအသေးဟိုဘက်ဒီဘက်ပေါ့နော်လိုမျိုးအရှည်ကြီးပဲဒီရဲ့ဟိုရေကကြတော့လေအိုင်လိုမျိုးပေါ့နော်အဲ့ဒါလေအမိုက်လေးလည်းရှိတယ်ညီမဟိုဘက်အထက်ဘက်မှာခဏနေကြာရိုက်ပြမယ်နော်အဲ့ဒါအမိုက်လေးလည်းရှိတယ်နော်ပြီးရင်လည်းဒီမှာကြတော့တွေ့ရမလားဒီတရွာလုံးကလူတွေကဒီမှာပဲရေလာခတ်တယ်မှာကြားတယ်ဆိုလဲအများကြီးပဲအထက်မှာလည်းငါးတွေရောလိတ်တွေရောရှိတယ်လိတ်တောင်မှညီမဗီဒီယိုရိုက်တဲ့အချိန်ကျရင်တခါကြာထွက်ခဲ့တွေ့လားသူတို့အဲ့ဒါရေဆေးတယ်ဟောမှာအနဲ့ရောင်နဲ့တွေ့လားဟောမှာလိတ်တွေ့လားပြန်ပြောက်သွားပြန်ပြီဒီလိတ်ဆိုလို့ရှိရင်လည်းညီမ3-4ကောင်လောက်တွေ့တယ်တေးလေးတွေလည်းအများရှိတယ်ကဲဒါတော့ရွာမင်းသမီးလေးတွေပေါ့နော်မပြုံးလေးတွေမှာသူတို့ကဆေးနေကြတယ်မှာအဲ့ဒါမြေကြီးနဲ့ဆေးနေတယ်သူတို့ရဲ့အဲ့အိုးလေမြေကြီးနဲ့ဆေးနေတယ်အဲ့ဒီရနဲ့ဆေးပြီးတော့လေဆေးတာလဲအဲ့ဒါပဲပြီးရင်ခဏတောက်ရေကလည်းဒီရေပဲပြန်ခတ်သွားတယ်တိလားသူတို့တွေကလည်းချက်မရေအတွက်ကောင်းမှာမဟုတ်မှာကင်မရာမန်ကဟိုမှာထိုင်နေတော့မှာကင်မရာမန်ကတွေ့လားဒီတို့လည်းအမြင့်ကြီးပဲကာထားတယ်ဟိုမှာတလေးလာပြီဟိုမှာတွေ့လားဟိုမှာတချို့အမျိုးသမီးတွေလည်းလာပြီဟိုမှာသူတို့ရဲ့အိုးလေးနဲ့မြန်မာပြည်မှာဆိုဆင်အိုးသုံးတယ်သူတို့ကကျတော့ဒီမှာကျတော့ဆင်အိုးမသုံးဘူးတွေ့လားမျိုးစတီအိုးနဲ့ပေါ့နော်အိန္ဒိယမှာကျတော့မတလည်းဆင်းခဲ့ပြီပြီးတော့မှရွာအမျိုးသမီးလေးတွေမင်းသမီးလေးတွေပေါ့နော်ရွာမင်းသမီးလေးတွေပါလို့ဟိုမှာဒီဘက်ကကာထားတာကျတော့လေအဲ့ဒါနန်းတွင်းအရင်တော့ကဘရင်နေသွားတဲ့နေရာပေါ့နော်အဲ့ခါကျတော့သူတို့ကကျတော့အမြင့်ကြီးပဲအဲ့ဒါကာထားတာလေကဲဒီမှာသူတို့ကလေအဲ့ဒီမှာပဲဆေးတယ်နော်အကုန်လုံးဒီမှာလာဆေးတယ်ပြင်တောက်ရည်လဲဒီရည်ပဲပြန်လုပ်တယ်တွေ့လားဒါလောက်ချင်းညပတ်တယ်လဲဆိုမှတွေ့လားနွားချီတွေရောဟိုဥစားကျတော့သူတို့ခေါင်းပေါ်မှာခုတဲ့ဟာကဟိုမှာရေဆေးတော့အဲ့လိုမျိုးရေခတ်ယူပြီးတွေ့လားအဲ့ဒါတောက်ရည်အဲ့ဒါကတွေ့လားအဲ့လိုမျိုးပဲဆေးတာလဲအမှပဲတောက်ရည်လဲအဲ့ရည်ပဲပြန်ခတ်သွားတယ်တွေ့လားလာတဲ့လူတိုင်းတော့အရင်ဆေးတယ်ပေါ့နော်သူတို့ဟာလေအမှကြည့်အဲ့လိုမျိုးပဲရေကလေနောက်ကြီးတိတာညစ်ပတ်တယ်ပြောမယ်ဆိုရင်လေနောက်ကြီးနဲ့နုံးမြေမှာတွေ့လားဘေးမှာလေဆိုလေလိတ်တွေကရှိငါးတွေအစုံရှိတော့ရေကတည်မလားနောက်ကြီးနဲ့ညစ်ပတ်တယ်ဟိုမှာလိတ်တကောင်ပြန်ထွက်ခဲ့ပြန်သွားလိုက်ပြီညီမအဲ့လိတ်ကိုပဲလိုက်ကြည့်နေတယ်ဟောမှာလေကအရင်တိုက်တယ်ညီမတို့နေတဲ့ဒီဂူဂျရတ်မှာကျတော့မိုးရှားတယ်တိလားမိုးခေါင်တော့လေဟိုမိုးညီမအခုနေတဲ့နလီယာမှာဆိုရင်လေဒီမိုးတွင်းပေါ့နော်တခါမှမိုးမရွာသေးဘူးဒါပေမဲ့ဟိုဘက်ဆူရက်ဘက်မှာကျတော့ရေတောင်ကြီးနေတယ်ပေါ့နော်အဲဆူရက်ဘက်မှာကျတော့ညီမတို့နေတဲ့နလီယာမှာကျတော့လေရေတခါမိုးတခါမှမရွာသေးဘူးနေတနေရနဲ့တနေရမတူဘူးပေါ့နော်ကဲမကြုံသူက20မှအဲ့ဖွာအန်တီရလေဟိုမှာကဲတခုတင်ပြီးသူများတင်ပေးတာလည်းမကြိုက်ဘူးမသူကနဲ့သူတင်မဲတဲ့ညီမဗီဒီယိုရိုက်နေမှတီးတော့သူရိုက်တဲ့အောင်မှသူလှုပ်ပြနေသိလားချစ်စရာလေးတွေသူတို့ရွာသားတွေဆိုတော့လေရိုးသားကြတယ်တိလားညီမဆိုလေသူတို့နဲ့မတူတော့လေအေးသူတို့အရင်ပြောတယ်အရင်ဖော်ယူနဲ့တည်မလားစကားတွေလည်းအရင်ပြောတယ်မတွေ့လားကြားတယ်ဟိုးဘက်မှာလည်းရေချိုးနေတဲ့လူတွေကအများကြီးရဲ့အမျိုးသားတွေရေချိုးနေဒီမှာတီချာတော့မရိုက်ပြတော့ကဲဒီမှာလည်းဒီဘက်မှာလည်းရေချိုးနေကြတာကဲဒါကတော့ရွာမင်းသမီးလေးတွေရေခတ်ပြီးတော့ပြန်လာပြီပေါ့နော်လာခဲ့ကြပြီYeah, king.
20ဒါတော့နန်တွင်းဂိတ်ပေါ့နော်သူရဲ့ဤနော်မှာဘယင်နေတဲ့နေရာဆိုတော့လေသူတို့ဆောက်ထားတာတော့အမြင့်ကြီးပဲအဲ့မျိုး gate တွေတန် gate တွေဆိုရင်ကတော့သိရမလားဟိုတရုတ်ကားမှာတွေကြီးရည်ဆို gate ဖြတ်တယ် gate ဖြတ်တယ်နဲ့အဲ့လိုမျိုးမှာစက်ကားမှာပဲမြင်ဘူးတယ်အခုကကြောက်မှာတွေ့လားအဆူးတွေနဲ့တွေ့ရမလားတော့ခတ်ထားတဲ့အထက်တော့ဝင်လို့မရအောင်ဒီကကြတော့လေအထက်ကိုဝင်ခွင့်မပေးဘူးသူကလက်မှတ်ဟိုစာပြောပြီးဝင်တော့ရမယ်ထင်တယ်ဒါပေမဲ့ညီမတော့ကြောင့်မဝင်တော့ဘောနော်ဟိုမှာကြည့်အောင်အမြင့်ကြီးပဲခဲဟိုမှာဒါရနန်းတွင်းကာထားတဲ့ပတ်လေပေါ့နော်ခဏတော့ရေခတ်တဲ့နေရာတွေကအဆောက်အုံလုံးကာထားတာကဲဒါတော့ပြန်ခဲ့ပေါ့နော်ညီမတို့အဲ့ဒါကြည့်ပြီးပြန်ခဲ့ဒါလမ်းမှာပါလို့မှာစိတ်တွေအများကြီးပဲအိန္ဒိယမှာနွားလဲပေါ်တယ်ကျွဲလဲပေါ်တယ်စိတ်လဲပေါ်တယ်တည်မလားရွာတွေဆိုတော့လေအများကြီးပဲမှာစိတ်တွေဆိုတော့အကောင့်တရားတော့ကြော်မယ်ထင်တယ်အများပဲကဲဒါတော့အခု shopping time ဒီဥစ္စာ2500တဲ့စာရီရလေဈေးကြီးလို့ညီမမဝယ်ခဲ့ရောသူတို့ handmade လုပ်တာလေသူတို့ဟိုမျိုးချီပြီးတော့မျိုးအယောင်စုံဟိုအထဲမှာစိန်လိုက်တဲ့ဟာလေးသူတို့ဖက်နဲ့သူတို့လုတ်ပြီးတော့ဖောက်ထားတာပေါ့နော်အဲ့ဒါကျွန်တော်ဈေးကြီးတယ်ပေါ့နော် handmade ဆိုတော့လေသူတို့ဟိုမျိုးဗီဒီယိုထဲမှာတော့မြင်ဖို့တော့မျိုးကျိုးတွေနဲ့ချီပြီးပန်းပွင်းပုံစံတွေပေါ်အဲ့လိုမျိုးလုပ်တဲ့ဟာလေဒါတဲ့အကုန်လုံးကသူတို့ဖက်နဲ့သူတို့ပေါ်ထားတာအကြောင်းမလို့လေဟိုပိုင်းဒီဇိုင်းဆိုတော့လေအဲ့ဒါဈေးတော့နည်းနည်းများနေပေါ့နော်ဒီဥစ္စာဆိုအင်ဂျီတစ်ထည်ကို850တဲ့အိန္ဒိယရူပီ850ဆိုရင်ကတော့ဟိုစာလောက်ရှိမယ်ထင်တယ်3000လောက်တော့ရှိမှာဟိုစာအင်ဂျီတစ်ထည်ပဲဘောင်းဘီလည်းမပါအောင်လည်းမျိုးဒီမျိုးတစ်ထည်သေးဟို850တော့3000လောက်တော့ကျော်မယ်ထင်တယ်စာရီကကျတော့2500တဲ့ဈေးကြီးတယ်အဲ့ဒါဆိုလို့ရှိရင်2500ဆိုလို့ရှိရင်ကတော့တသိန်းလောက်တောင်ရှိနေပြီရောအဲ့ကကျတော့ညီမမဝယ်ခဲ့ဘောနော်ဒါတွေကလည်းမကြိုက်လို့မဝယ်ဖြစ်ခဲ့ရောကူတီတစ်ထည်ပဲဝယ်ခဲ့လိုက်တယ်1500တဲ့ကျမဈေးထိုင်စစ်နေ1500ကို1100နဲ့ရအောင်စစ်ခဲ့လိုက်တယ်ကျမကဘေးရမလဲဈေးကြီးလို့ဈေးသူတို့က1500မလျှော့ဘူးလို့ပြောတာမရဘူးလို့1100မရမယူဘူးလို့ပြောလိုက်တော့အဲ့ဒါသူတို့ကျမစိတ်မရှိလို့ထင်တယ်ပြီးခဲ့တယ်ရောဟိုတငယ်ချင်းကလည်းတစ်ထည်ယူတယ်ဆိုတော့လေကဲဒါတော့ပြန်ခဲ့ပေါ့နော်ညစာလာစားဘေကန်ကိုကြည့်လိုက်ကျမမျက်နှာထက်ကြီးတယ်တိလားသူတို့ရဲ့အိန္ဒိယကပကံသူတို့ကကျတော့မှကြည့်အောင်ဟိုတယ်မှာဆိုနေချက်သွနီးတယ်အများကြီးပဲ